Hello အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်တို့ဒီနေ့မုတ်တင်တဲ့ဆရာချင်းအောင်ဖြစ်ပါတယ်เนาะလူကြီးမင်းတို့ live ပေါ်မှာကြားဘူးလားမသိဘူးတော့သူများလို့လုံးနေတော့အကောင်းသားတယ်ကိုပိုင်လုံးလေးထလို့မှတယ်ဟိုတိထိုင်ပေါက်ချင်တော့မရှိဘူးဆိုတော့ဟုတ်ပါတယ်ပေါ့နော်ကိုပိုင်လုံးကအရန်ပင်ပန်းပါเนาะဘာလို့ပင်ပန်းလဲဆိုတော့ကျွန်တော်တို့လကစားလုံးကအရန်ကိုတက်တောင့်တက်တာရှိတယ်ပေါ့နော်လကစားလုံးဝင်လို့ပြီဆိုရင်တပတ်လောက်ပဲပေါ့နော်နည်းနည်းလေးဟိုဖြစ်တာပေါ့နည်းနည်းလေးပင်ပန်းတာပေါ့နော်တကယ်လို့တပတ်ကြော်သွားလို့ရှိရင်သူကလည်းသူနေသားထိုင်တာရှိပြီခေါင်းအေးတယ်ပေါ့နော်ခေါင်းအေးတယ်တက်တောင့်တက်တာနဲ့တက်တောင့်တက်တာရေလို့တော့မဟုတ်ဘူးခေါင်းအေးအေးနဲ့တလားတစ်ခါလာသာလေးရတယ်ပေါ့နော်ပရက်ရှာတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ကိုယ်ပိုင်လုံးနဲ့ရှင်မယ်ဆိုလို့ရှိရင်တိတိလေးပေါ့နော်တိတိလေးပြက်တာတိတိလေးဖြစ်သွားတယ်ပေါ့ကိုယ်ပိုင်လုံးကတော့ခေါင်းလဲစားရတယ်လူလဲမနာမနေအရန်ပင်ပန်းနေပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒီမုတ်ဆရာလက်ဖေးဆိုင်လောက်ကနေပြီးတော့ကိုပိုင်ဆိုင်လေးဖွင့်ပြီးဆိုရင်မနေ့စောဤထပြီးဈေးသွားရတာပေါ့နော်ဈေးသွားရတယ်တောင်းပြီးတော့ဒီဟိုဟာဈေးသွားရတယ်စင်းရင်လောက်ကလည်းစင်းရင်ဈေးရဆိုလဲကိုလောက်ရတယ်ဈေးဆိုလဲကိုသွားထမင်းကစားကိုချက်ခါတယ်ဒီကြတဲ့ရောင်းမိုးကလည်းကိုလောက်ကတယ်အဲ့ရောင်းတော့ကိုပြင်ဆင်ရလဲကိုလောက်ရတယ်ပြီးတော့လဲရောင်းတာလဲကိုပဲတယောက်တည်းနဲ့ဂျာလက်ဘက်ကိုရမ်းနေရပဲဆိုင်ရှင်လက်ကိုပဲသဘောပြောမှဆိုဆိုင်ရှင်လက်ကိုပဲသဘောတို့လက်ကိုပဲမန်နေဂျာလက်ကိုပဲစီမံခန့်ခွဲမှုလုပ်ကြတဲ့လက်ကိုပဲအလုပ်သမားလက်ကိုပဲပေါ့တော့အဲ့ဒါမိတ်ဆွေတခြားစဉ်းစားကြည့်ပေါ့နော်ဒါတော့မှပဲကိုလုပ်တဲ့အလုပ်ကဒီဝင်ငွေလေးနဲ့သူ့အနေနဲ့သူလေးအမျက်ငွေလေးရှိနေမှအမောပြေတာပေါ့နော်အမျက်ငွေမရှိဘူးတုံရင်ပဲဆိုကြာလာတော့ဒီကိုပိုင်လုပ်ငန်းကိုစိတ်ပြတ်သွားကြတယ်ပေါ့နော်စိတ်ပြတ်ပြီးတော့နောက်ဆုံးပိုင်းဝန်ထမ်းဘောကိုပြန်ရောက်သွားတယ်ပေါ့အဲ့လိုပဲလဲကန်နေပေါ့နော်အဲ့တော့ဒီကဲတော့ကိုပိုင်လုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုကဒီတက်နိုင်တဲ့အရင်းကြီးတော့ရှိရမယ်ပေါ့နော်တချို့ကပြောတယ်ပေါ့နော်ဟိုဒါသူတို့ကိုကျွန်တော်ထင်သေးတာမဟုတ်ဘူးနော်ကျွန်တော်ရှိမှာမုံသားတင်တဲ့လူတွေဆိုလို့ရှိရင်ဆရာရဲ့တင်တန်းကြီးလေးဆုတော့မယ်ဆိုတော့တင်တန်းကြီးမုံတင်ဖို့အတွက်တင်တန်းကြီးတောင်စုမယ်ဆိုလို့ရှိရင်ကိုပိုင်လုပ်ငန်းလုပ်ဖို့ဆိုတာဒါအရင်အလန့်ဝေးသွားပြီပေါ့နော်တော်လေးကိုဝေးသွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကိုပိုင်လုပ်ငန်းဆောက်လုပ်မယ်ဆိုရင်အရင်ကြီးလည်းအတိုင်းအတာတစ်ခုတွေရှိရမယ်ပေါ့နော်ကျွန်တော်တို့ဒီကိုပိုင်လုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်ကိုလုပ်တဲ့လုပ်ငန်းက330ဘူးလောက်ဆိုရင်150လောက်ရှိမှအဆင်ပြေတာပေါ့နော်ဘာဖြစ်လို့330ဘူးလောက်ရင်းပြီး150မှာရှိမှအဆင်ပြေရလဲဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်အလုပ်တစ်ခုမှာစလုပ်ပြီးဆိုတဲ့အနေအရှုံးနဲ့ပေါ့နော်မရှုံးအောင်ကျွန်တော်တို့ကလုပ်ရပါတယ်နော်မရှုံးအောင်လုပ်ရပါတယ်6လလောက်တစ်နှစ်လောက်ဆိုလို့ရှိရင်အမျက်ထွက်အောင်လုပ်ရပါတယ်ပေါ့နော်တကယ်လို့အဲ့လောက်မှအမျက်ထွက်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီအချိန်တွင်းမှာပြုတ်သွားမယ်ဆိုလို့ရှိရင်နလန်မထနိုင်ဘူးပေါ့နော်အဲ့ဒီ30လောက်ရင်းပြီးတော့နောက်ထပ်ဒီကျွန်တော်တို့ဒီ80လောက်ကဒီလိုအပ်တဲ့ချိန်မှာအဲ့လိုမျိုးထပ်ဖြစ်ဖို့တော့ထားရအဲ့ဒီငွေကိုဘာမှလုပ်လို့မရဘူးပေါ့နော်ဘာမှလုပ်လို့မရလွယ်တုံးသုံးလို့မရတခြားတော့လည်းဘာမှတုံးဆွဲလို့မရဘူးပေါ့နော်ဆိုင်လေးဆိုင်ဖွင့်ပြီဆိုလို့ချင်းလည်းအဲ့လိုပဲတိန်းကိုလက်ထက်မှာ3,900လောက်ရှိပြီဆိုလို့ချင်းစပြီးတော့3,150လောက်ကစပါပေါ့နော်3,900လောက်ရှိပြီးတော့450လောက်စပြည့်ပြီးတော့50လောက်ချန်တော့မရဘူးပေါ့နော်ဒါဘလို့နည်းနဲ့မှဖြစ်နိုင်ဘူးကျွန်တော်ပြောခဲ့သလိုပဲလုပ်ငန်းတစ်ခုကကိုကထင်ထားတာတစ်ခုကိုစိတ်ကူးနဲ့ကိုထင်ထားတဲ့ကိုလုံးမဲ့ဆိုတဲ့တိုင်းတာတစ်ခုဒါပေမဲ့တကယ်လုံးလိုက်လို့ရှိရင်အဲ့လိုမျိုးကိုစိတ်ကူးနဲ့တစ်ထက်တည်းမကြောက်ကိုမထင်မှတ်ထားတာဟာလေးကလည်းဖြစ်သွားနိုင်တယ်အဆင်ပြေသွားနိုင်တယ်ပေါ့နော်ထားပါတော့ဒီကျွန်တော်လိုက်လာမှာတင်တဲ့စဖွင့်မှာဆိုတော့ကျွန်တော်အကုန်လုံးစင်စစ်ဖြစ်နေပြီဒါပေမဲ့နံပြားဖို့မရှိဘူးဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကူးမှာနံပြားကိုအားထားပြီးရောက်မှာပေါ့နံပါတ်1ကိုအားထားပြီးရောက်မှာဒါပေမဲ့အဲ့လိုဖြစ်မလာဘူးပေါ့နော်နံပြားကလုံးဝမရောက်ပါဘူးစမူစာကြဝဲပလာတာတင်တန်းသားတွေဒါတွေပဲလာကြတယ်ပေါ့နော်အဲ့တော့ဒီလုပ်ငန်းတစ်ခုကအဲ့လိုကျွန်တော်ပြောလို့ပဲကိုထင်ထားတာလည်းတချို့ကဖြစ်ချင်မှလည်းဖြစ်မယ်ကိုမထင်ထားတာလေးကလည်းကိုထင်သေးခဲ့တဲ့ဟာလေးကလည်းတခါလေကြာရင်အောင်မြင်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒီကိုပိုင်လုပ်ငန်းစမယ်ဆိုလို့ရှိရင်အလုပ်သမားလည်းခေါ်နိုင်တဲ့အနေအထားမျိုးရှိရမယ်ပေါ့နော်အရာအားလုံးကိုတယောက်တည်းလိုက်လို့အဆင်မပြေဘူးပေါ့နော်ဈေးဝယ်ရစအဲ့လိုမျိုးကျွန်တော်ပြောသလိုပဲဆွမ်းနာကျွန်တော်ပြောသလိုပဲဈေးဝယ်ရစအကုန်လုံးအလုပ်သမားလည်းကိုပဲမန်နေဂျာလည်းကိုပဲသဘောတူလည်းကိုပဲဆိုင်သိန်းတော့လည်းကိုပဲဆိုကိုကကြာလာတော့ဖက်မောလာတယ်ပတ်စံမြက်တယ်ပဲထားအောင်ကြာလာတော့ဖက်မောလာတယ်အဲ့တော့ဒီကိုပိုင်လုပ်ငန်းလုပ်မှဆိုရင်အလုပ်သမားတွေကိုခိုင်းတတ်တဲ့အရေးချင်းလည်းရှိရမယ်ပေါ့နော်ဒါလေးလည်းရှိရမယ်ကိုယ့်အကူလည်းတင်းလျောက်တဲ့အနေထားတိနားလည်နေရမယ်ပေါ့နော်အကုန်လုံးနားလည်နေရမယ်လို့မဆိုလို့ပေါ့နော်တင်းလျောက်ပါတဲ့အနေထားတိနားလည်နေရမယ်ပေါ့နော်
ကိုယ်ပိုင်လုပ်ငန်းအရန်ပြတ်မှာတယ်နော်အဲ့တော့ဒီအလုပ်သမားကိုယ်ပိုင်လုပ်ငန်းလုပ်ပြီဆိုရင်အလုပ်သမားလည်းခေါ်နေရမှာပေါ့ကိုကတော့ဒီကိုယ်ပိုင်လုပ်ငန်းလုပ်ပြီဆိုရင်ကျွန်တော်အကြံပေးချင်တာတော့စီမံခန့်ခွဲမှုပိုင်းကိုကြက်ကြက်မတ်မတ်စင်းရဲစရာလေးသိချလုပ်နိုင်ရင်ကိုယ်ပိုင်လုပ်ငန်းကလုပ်လို့ရပါတယ်နော်ဘာမှမတက်ဘာမှမတက်ဆိုတာစာတွေးလောက်တော့တတ်ထားရင်တော့အဆင်ပြေတာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကအကျိုးဆုံးတရားရရှိမယ်ဆိုရင်လိုက်ရ share လေးလုပ်ပြပါပေါ့နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်မဟုတ်တင်တန်းတက်မယ်ဆိုရင်တော့ online တင်တန်းရတယ်ပေါ့နော် online တင်တန်းကြ3သိန်းခွဲပါနော်မဟုတ်တစ်မျိုး3သိန်းခွဲပေါ့နော်မဟုတ်9မျိုးလက်ဖက်ရည်တစ်မျိုးပေါ့နော်အလုံးပဲမှာ